ကင်းမီကောက်တကောင်ဟာသူနေတဲ့ကျွန်းကလေးတစ်ခုကနေမြစ်တစ်ဖက်ကမ်းမှာရှိတဲ့နှုတ်ကျွန်းတစ်ခုကိုတွားခြင်းတယ်။ဒါပေမဲ့ကင်းမီကောက်ဟာရေမကူးကြလို့မြစ်ကိုဖြတ်ဖို့ရအခက်အခဲချင်နေတယ်။မြစ်ကမ်းဘေးမှာရှောက်သွားရင်းဒီမြစ်ကိုဘလို့ကူးရပါမလဲလို့အကြံထုတ်နေတော့ရုတ်တရက်မြစ်ရီစက်မှာစိန်နေတဲ့ဖားတကောင်ကိုတွေ့လိုက်လို့တွားစကားပြောတယ်။ ကိုရွှေဖားရီကျွန်တော်ကိုခမရရဲ့ကြောပေါ်တင်ပြီးဟိုဘက်ကန်းကိုပို့ပေးပါလားဂျေစုမမေးပါဘူးဗျာ ဟာဘယ်ဖြစ်မလဲမင်းကိုကြောဖို့တွားရင်းနဲ့ငါ့ကိုမင်းရဲ့အစိတ်ရှိတဲ့အစွဲနဲ့ထိုးလိုက်ရင်ငါရင်းနဲ့တေသွားမှာပေါ့ ကိုရွှေဖားရဲ့ခမရကိုကျွန်တော်အစွဲနဲ့ထိုးပါမလားဗျာကျွန်တော်ကိုဟိုဘက်ကန်းပို့ပေးတဲ့ဂျေစုရှင်ကိုလုပ်ရပါမလားဗျာနောက်ပြီးခမရကိုအစွဲနဲ့ထိုးလိုက်လို့ခမရရေနေရင်ကျွန်တော်လည်းရေနဲ့တည်မှာပဲလေကျွန်တော်ရေမကူးတတ်ဘူးဆိုတာခမရသိပါတယ်ဗျာ ဖားလဲစဉ်းစားတယ်ကင်းမီကောက်ဖျောက်တယ်လဲဟုတ်သားပဲသူ့ကိုယ်သူရေနဲ့အသေးခံပြီးငါ့ကိုအဆွဲလက်ထိုးစရာအကြောင်းမရှိဘူးလေအဲ့ဒီတော့ဖားလဲဟွန်ဘက်ကန်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်ဒါနဲ့ဖားဟာကင်းမီကောက်ကိုကြောပေါ်တင်လို့ရေစည်းတန်တဲ့မြွတ်မှာသူ့ကိုယ်ကိုရေအပေါ်ပေါ်အောင်ကြိုးစားပြီးမြစ်ကိုဖြတ်ကူးပါတော့တယ်မြစ်လေရောက်တော့ဖားဟာသူ့ကြောမှာစူးကနေတစ်ချက်ခံစားလိုက်ရတယ်နောက်ကိုအသားလဲချိလိုက်တော့ကင်းမီကောက်ဟာအဆွဲကိုသူ့ရဲ့နောက်ကြောကနေဆွဲနှုတ်လိုက်တာတွေ့ရတယ်။ဖားလဲနာချင်းဝေဒနာခံစားရင်ပြောလိုက်တယ် ဟာမင်းဘယ်လိုလုပ်လိုက်တာလဲမင်းစောစောငါပြောတယ်လေငါ့ကိုအဆွဲနဲ့မထိုးဘူးလို့အခုငါမှအစိတ်ထက်နေပြီငါရေနေပြီးတိမ်မင်းလည်းရေနဲ့တင်မှာမကြောက်ဘူးလား ။ကင်းမီကောက်ကဘာပြန်ပြောတယ်လဲဆိုတော့ ခမားတင်ရင်ကျွန်တော်လည်းရည်နဲ့တင်มาသိပါတယ်ဒါပေမဲ့တခြားသတ္တဝါတစ်ကောင်ကိုတွေ့ရင်အဆွဲနဲ့ထိုးတတ်တဲ့ကျွန်တော်ရဲ့ဗီဇာကိုဖြုတ်မရလို့ပါဗျာ နောက်ဆုံးတော့ဖားရောကင်းမီကောက်ရောနှစ်ကောင်စလုံးဟာမြင့်ရည်ထဲနစ်မြုပ်တေဆုံးသွားကြပါတော့တယ်။တနာလိုကူညီပေမဲ့လည်းအဲ့ဒီလိုဗီဇမဖြောက်နိုင်တဲ့လူနဲ့တွေ့ရင်ကူညီသူပါဒုက္ခရောက်တတ်တယ်ဆိုတာသတိထားကြပါနော်။